ဒါမှမဟုတ်လေကျွန်တော်တို့ရဲ့ inclusive တဲ့ပေါ့နော်ကျွန်တော်ပူပေါင်းပေါ်မှုကများပါတယ်ဒီကျွန်တော်တို့ဒီ pillar 3ခုပေါ့ဒီ pillar ကြီး3ခုနဲ့ကျွန်တော်တို့ကဒီ forum ကြီးမှာကျွန်တော်ဆွေးနွေးကြမှာဆိုတော့ဆရာအမြင်ပေါ့နော်အဲ့လိုမျိုး3ခုလုံးဆွေးနွေးတတ်တဲ့အတွက်ကြောင့်ဘယ်လိုထိရောက်တဲ့အကျိုးရလဒ်တွေဖြစ်လာနိုင်မယ်ထင်တယ်လေနောက်ကဆရာကဒီ forum ကြီးရဲ့ coordinator တူအနေနဲ့ဆရာကောဘယ်လိုစဉ်းစားထားပြီးတော့အဲ့လိုသူတို့ရဲ့ကျွန်တော်တို့ပူးပေါင်းမှုကိုဆိုဆရာရဲ့နော်စင်နာဂျီပေါ့နော်ဘယ်လိုစင်နာဂျီတခုဘယ်လိုရအောင်ကျွန်တော်ဆောင်ရွက်ဖို့စဉ်းစားထားတယ်ဆရာအဲ့ဒါလေးလေးဆွေးနွေးပြပါဦးဆရာဟိုဒီအားလုံးပါဝင်အောင်ကျွန်တော်တို့ဆောင်ရွက်ရတဲ့အဓိကရည်ရွယ်ချက်ကတော့ဆရာပြောပြတဲ့ဒီပိုပြီးအခွင့်အလမ်းတွေဟိုဘယ်လိုဖော်ထုတ်ပြီးတော့ရယူအသုံးချပြီးကျွန်တော်တို့ရဲ့ပြန်လည်တည်ဆောက်ရေးမှာဆောင်ရွက်မလဲဆိုတဲ့ကိစ္စဟာကျွန်တော်တို့အစိုးရတရားရဲ့ဥဆောင်မှုတွေမကဘူးခုနပြည်သူတွေနဲ့အရပ်ဖက်အဖွဲ့အစည်းတွေပုဂ္ဂလိကအဖွဲ့အစည်းတွေပြီးရင်တော့နိုင်ငံတကာပညာရှင်တွေရဲ့အမြင်အားလုံးကိုကျွန်တော်စုစည်းပြီးတော့ဆောင်ရွက်နိုင်မယ်ဆိုရင်ကျွန်တော်တို့ကပုံမကောင်းမွန်တဲ့ပြန်လည်ထူထောင်ရေးကိုတည်ဆောက်နိုင်မှာပေါ့နော်ဒါကတော့ကျွန်တော်တို့ပြီးခဲ့တဲ့ဒီ2015ခုနှစ်ကျွန်တော်တို့ရေကြီးရေရှမ်းနဲ့မြေပြိုမှုတွေဖြစ်စဉ်ကာလကျွန်တော်တို့နိုင်ငံတော်အစိုးရကသမ္မတဦးသိန်းစိန်လက်ထက်မှာပေါ့နော်ကျွန်တော်တို့ဒါကိုကြီးကြီးကျယ်ကျယ်ခံခဲ့ရပါတယ်အဲ့တော့အဲ့တုန်းကဆိုရင်ပစ္စည်းဆုံးရှုံးမှုဟာဒါဒေါ်လာသန်းပေါင်း2ဘီလီယံကျော်ပစ္စည်းဆုံးရှုံးခဲ့တဲ့တကယ်ဟိုတနိုင်ငံလုံးမှာကျွန်တော်တို့လွတ်တဲ့ပြည်နယ်တစ်ခုနှစ်ခုလောက်ပဲရှိပြီးတော့တနိုင်ငံလုံးတိုင်းတာနဲ့ခံစားခဲ့ရတဲ့မှာပိုပြီးကောင်းအောင်လုပ်ရမယ်ဆိုတဲ့စောင်းပုတ်ပေါ့နော်ကျွန်တော်တို့အဲ့တုန်းကတော့ build back better ပေါ့နော် 3B နဲ့ကျွန်တော်တို့ပြန်ပြီးလုပ်ကြမယ်ဆိုပြီးတော့လုပ်ကြတယ်အဲ့လိုလုပ်နိုင်ဖို့ဆိုရင်အဲ့တုန်းကလည်းကျွန်တော်တို့ forum တွေတော်တော်များများဆောင်ရွက်ခဲ့တာရှိတယ်အဲ့တော့အခုဆိုရင်ပဲကျွန်တော်တို့ရဲ့ဟိုနိုင်ငံကပထဝီတည်နေရာနေထားရာကဒီသဘာဝကပ်ဘေးကိုကျွန်တော်တို့မှာအမတန်ရှည်လျားတဲ့ဒီကမ်းရိုးတန်းကြီးရှိနေတော့မုန်တိုင်းတွေဖြစ်မယ်ပြီးရင်တော့ကျွန်တော်တို့မှာမြေချောင်းအင်းအိုင်တွေပေါ်များတဲ့ကြောင့်ရေကြီးရေရှမ်းဖြစ်မယ်ပြီးရင်တော့ကျွန်တော်တို့ငလင်ပြည့်ရွေကြောကြီးပေါ်မှာလည်းရှိတော့ငလင်လှုပ်မယ်ဆိုတော့ကျွန်တော်တို့နိုင်ငံဟာထိခိုက်နေတာလေတဲ့အနေထားမှာရှိနေတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကသဘာဝကပ်ဘေးတွေနဲ့အမြဲရှင်တွဲပြီးတော့နေထိုင်ရမယ့်နိုင်ငံတစ်ခုဖြစ်တာနဲ့နှစ်ယောက်ဖြစ်တိုင်းမှာပိုကောင်းအောင်ဒီဆောင်ရမယ်ဆိုတော့ဆောင်ပုံနဲ့ကျွန်တော်တို့ဆောင်ရွက်နိုင်ဖို့ပေါ့နော်အဲ့တော့ကျွန်တော်တို့နာဂစ်တုံးကဆိုလေဒီထက်မကလူတွေသေးကြီးပျက်စီးခဲ့ရတယ်ဒါပေမဲ့ကျွန်တော်တို့နာဂစ်အလွန်အခုခေတ်လိုပဲပေါ့နော်ကျွန်တော်တို့တော်တော်လေးကိုအဲ့တုန်းကဆိုရင်လည်းဘာပဲပြောဒီနိုင်ငံတကာနဲ့ကျွန်တော်တို့ကြားမှာဆက်ဆံရေးတွေအဖုထစ်လေးတွေရှိနေတဲ့ကာလเนาะအဲ့တော့ကျွန်တော်တို့အကူအညီတွေရရှိရေးအတွက်ပါတော်တော်ခက်ခဲတဲ့ကာလမှာကျွန်တော်တို့တော်တော်ကြီးကိုကြီးတဲ့เนาะလူပေါင်း3သိန်းခွဲလောက်ဆုံးရှုံးခဲ့တဲ့ဒီသဘာဝကပ်ဘေးကြီးဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့2008မှာဖြစ်ခဲ့ပြီးပဲလေ2010 15ခုနှစ်အတွင်းမှာအဲ့ဒီနာဂစ်အလွန်ပြန်လည်ထူထောင်ရေးရဲ့လှိုင်းနဲ့အတူကျွန်တော်တို့ရဲ့ဒီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေဆောင်ရွက်တဲ့အခါမှာကျွန်တော်တို့ဒီ2010 15ခုနှစ်မှာမြန်မာနိုင်ငံဟာစီးပွားရေးရတိုးတက်မှုနှုန်းအများဆုံးနိုင်ငံဆိုပြီးဖြစ်တယ်2015တုန်းကလည်းကျွန်တော်တို့သေးသေးချာချာပြန်လည်ထူထောင်ရေးစီမံကိန်းတွေကိုချမှတ်ပြီးတော့ဆောင်ရွက်တဲ့အခါမှာဒီ2016ကနေစပြီးကျွန်တော်တို့နိုင်ငံတကာအကူအညီတွေအများဆုံးရခဲ့တဲ့ကာလလို့လည်းပြောလို့ရတာပေါ့နော်အဲ့တော့အဲ့ဒီအတွေ့အကြုံတွေကိုကျွန်တော်တို့ပြန်ပြီးတော့ပေါ့နော်သင်ခန်းစာယူပြီးလုပ်ကြမယ်ဆိုရင်လည်းဒါကျွန်တော်တို့ပြည်သူတွေအနေနဲ့အခုဆိုရင်ဒီငလင်ဘေးဟာတော်တော်ကြီးကိုကြီးမားတဲ့ပျက်စီးဆုံးရှုံးမှုဖြစ်တယ်ကျွန်တော်တို့ပြီးခဲ့တဲ့သဘာဝကပ်ဘေးအားလုံးထက်ပိုပြီးတော့ပျက်စီးဆုံးရှုံးမှုများနိုင်တယ်ဆိုပြီးကျွန်တော်တို့ခံမှန်းနေကြတာရှိတယ်သို့တော်လည်းပဲကျွန်တော်တို့ဓာတ်ဒီပေါ်မှာဟိုစိတ်ဓာတ်ကျနေကြမလို့ပေါ့နော်ကျွန်တော်တို့အတွေ့အကြုံသင်ခန်းစာရကိုပြန်ပြီးကောင်းအောင်တည်ဆောက်နိုင်မယ်ဆိုတဲ့အခွင့်အလမ်းလည်းရှိနေတယ်အဲ့တော့အဲ့ဒီအခွင့်အလမ်းကိုဘယ်လိုဆောင်ရွက်မလဲဆိုတဲ့ရှုထောင့်ကနေကျွန်တော်တို့အားလုံးဝိုင်းပြီးတော့အမြင်တွေစုစည်းကြဖို့ဖြစ်ပါတယ်ဆရာဟိုဆရာပြောသွားတဲ့အထက်မှာဟိုဒါဟိုဆရာတို့လုပ်ခဲ့တဲ့ပုံမကောင်းမွန်တဲ့တိဆောက်မှုတွေနဲ့ကျွန်တော်တို့ဒါဒီဟိုလုပ်ခဲ့ကြတယ်ဆရာတို့အခုနိုင်ငံတော်အစိုးရလည်းငလင်လှုပ်သွားတော့ဆရာမကြီးဆရာတို့လည်းသိတယ်တချို့အဆောက်အုံတွေကြည့်လိုက်တဲ့အခါမှာငလင်ကျွန်တော်တို့ခန့်နိုင်ရေးမလုပ်ခဲ့တဲ့အဆောက်အုံတွေရှိတော့အခုနောက်လာမဲ့အဆောက်အုံတွေအထူးသဖြင့် public ကျွန်တော်တို့ property တွေပေါ့နော်ဒါတွေကိုကျွန်တော်တို့ကဒီငလင်အစ်စ်ရှစ်လောက်ထိခံနိုင်အောင်လို့လုပ်ရမယ်ဆိုတာပါလာတယ်အဲ့ဒါတော့ကျွန်တော်ပူကောင်းတဲ့ဟိုကျွန်တော်ခုနကပြောတဲ့အခွင့်အလမ်းဆိုတာလေဒီအဆုံးရှုံးမှုတွေကပြန်လဲရရှိတဲ့အခွင့်အလမ်းကကျွန်တော်တို့ပုံမကောင်းမွန်တဲ့အနာဂတ်တစ်ခုကိုတည်ဆောက်နိုင်တဲ့အခွင့်အလမ်းအဲ့ဒီအခွင့်အလမ်းကြီးကျွန်တော်ရယူဖို့တော့လိုတာပေါ့စုပ်ကင်ပြီးဖို့တော့လိုတာပေါ့အဲ့တော့ဒီလိုမျိုးအခြေခံအဆောက်အုံဆိုတဲ့ကြီးရုပ်ဝတ္ထုပိုင်းဆိုင်ရာမှာပုံပြီးကောင်းမွန်တဲ့ကြံ့ကြံ့ခံနိုင်စွမ်းရှိတဲ့ကျွန်တော်တို့ infrastructure တွေအတွက်ကျွန်တော်တို့မှာအခွင့်အလမ်းရှိတယ်အဲ့တော့ဆရာမကြီးကလည်းကျွန်တော်တို့စီးပွားရေးအတိုင်းဝိုင်းကကိုယ်တိုင်လည်းစီးပွားရေးလုပ်ငန်းကြီးဖြစ်တော့ဒီပုဂ္ဂလိကဘိုင်းမှာလည်းလိုအပ်တယ်ကျွန်တော်နိုင်ငံတော်တစ်ခုတည်းကနေလုံးဝမှာမဟုတ်ဘူးပေါင်းလို့ရမှာအဲ့တော့ပုဂ္ဂလိကစီးပွားရေးတွေကလည်းငလင်ကြောင့်ကျွန်တော်ထိခိုက်မှုရှိတော်ညာလေအဲ့ဒီပုံမှာမူတည်ပြီးတော့မိမိတို့ရဲ့စီးပွားရေးလုပ်ငန်းတွေ
ကျွန်တော်တို့အဆောက်အုံတွေပျက်စီးသွားတော့ပြန်လဲပြီးတော့သုံးသပ်တယ်လို့ပေါ့ဆရာမရဲ့နော် review လုပ်တယ်လို့ကျွန်တော်တို့ကလည်းမိမိတို့ရဲ့စီးပွားရေးလုပ်ငန်းတွေကိုပြန်သုံးသပ်သင့်တယ်ကျွန်တော်တို့ရဲ့စီးပွားရေးလုပ်ငန်းတွေကလည်းခုနပြောတဲ့ပုံမကြက်ခံတဲ့ဇွမ်းရှိတဲ့စီးပွားရေးလုပ်ငန်းတွေအသွင်ဖြစ်အောင်လို့ပြန်လဲတိဆောက်ဖို့လိုမယ်လို့ဒါကျွန်တော်ကဆရာတို့နဲ့ဆွေးနွေးနေအကြံဉာဏ်ရပါတယ်ဆရာမကအဲ့ဒီပုံမှာကျွန်တော်ရဲ့ဒီပေါ့စိတ်ကူးပုံမှာဆရာမဘယ်လိုမြင်ပါလဲခင်ဗျမှန်တာပေါ့ဆရာဘာလို့ကျွန်တော်တို့ဒီအတိုင်းဝဲမှာဆို business continuity plan ဆိုတာကျွန်တော်တို့အမြဲပြောခဲ့ကြတာเนาะဟိုစီးပွားရေးဆက်လက်လုပ်ကိုင်နိုင်မဲ့အစီအမံတွေရှိဖို့လိုတယ်ပေါ့เนาะလို့တော့ကျွန်တော်တို့ဒီကိုဗစ်ကာလတုန်းကဟိုပေါ့ကျွန်တော်တို့တကဘာလုံးထိခိုက်တဲ့အချိန်မှာလုပ်ငန်းတော်များကဘာနဲ့အဖွားမှာထိခိုက်ကြတာပေါ့เนาะအဲ့မှာဒီ business continuity plan ဆိုတာဟာကိုကျွန်တော်တို့ကILO ရဲ့အလုပ်ရှင်အဖွဲ့အစည်းအကူအညီနဲ့ကျွန်တော်စောက်တွေထုတ်ဝေခဲ့ပြီးတော့မှသင်တန်းတွေကျွန်တော်အများကြီးပေးခဲ့ပါတယ်ဟို MSME ဆိုတော့လုပ်ငန်းတွေအကုန်လုံးပေါ့နော်အခုလေဒီတစ်ခေါက်ဖြစ်တဲ့အခါမှာ COVID နဲ့မတူပေါ့နော် COVID နဲ့ pandemic ဖြစ်ခဲ့တာအောင်နော်ဒီတစ်ခေါက်ကျတော့ကျွန်တော်တို့ကဒီလိုပေါ့ဒီသဘာဝဘေးအန္တရာယ်နဲ့ပရုံးဖြစ်နေတဲ့နိုင်ငံတွေရဲ့အတွေ့အကြုံတွေကျွန်တော်လိုက်လေ့လာတယ်ရှင့်ဟုတ်ကဲ့ဆရာနော်ခဏခဏဖြစ်တဲ့နိုင်ငံတွေကျွန်တော်လိုက်လေ့လာတယ် expert တွေဟိုကျွန်တော်တို့သူတို့လာတယ်ဆွေးနွေးပြီးတယ်ပြီးတော့သူတို့စီမှာ business continuity guidelines ဆိုတာရှိတယ်ရှင်အဲ့ဒါကိုကျွန်တော်တို့ပေးပါမျှပေးပါဆိုဒါတွေကျွန်တော်တို့ဆောင်ရွက်နေပြီရှင်ဟုတ်ကဲ့အဲ့ဒီ guideline ကတော့ general ပေါ့နော်ဒီလိုပေါ့သူတို့ဒီငလျင်တာကြောင့်ဖြစ်စေဆူနာမီကြောင့်ဖြစ်စေပေါ့နော်ဒီလိုမျိုးအခြေအနေမျိုးမှာဒီလုပ်ငန်းကိုဘယ်လိုဆက်လုပ်ရမလဲပေါ့အဲ့ဒါက sector အားလုံးအတွက်ဒီ guideline က general လုပ်ငန်းတွေအတွက်ပေါ့နော်ပြီးရင် sector တစ်ခုစီအတွက်ကိုသူတို့မှာ plan ရှိပါတယ် specific plan ရှိတယ်ဟုတ်ကဲ့ business continuity plan ပေါ့နော် BCP ပေါ့အဲ့ဒါကိုလည်းကျွန်တော်တို့အခုလေ့လာဖို့အတွက်ကိုတောင်းဆိုထားတဲ့အတွက်သူတို့စီကကျွန်တော်တို့ရနေပါပြီကျွန်တော်တို့အခုဖိတ်ခေါ်ပြီးတော့မှကျွန်တော်တို့ဒီ seminar လုပ်ဖို့အတွက်ကိုပြင်ဆင်နေပါပြီအချိန်မှနေပြီးတော့မှအဲ့တော့ဟိုကျွန်တော်တို့အဓိကပေါ့ကျွန်တော်တို့အဝန်းဝိုင်းတော့လုပ်ငန်းရှင်အဝန်းဝိုင်းอยู่เนาะဒါပေမဲ့လုပ်ငန်းရှင်အဝန်းဝိုင်းပြီမဲ့ပြည်သူလည်းသိဖို့လိုအပ်တယ်လို့ကျွန်တော်တို့ထင်တာဘာလို့ဆိုပြီးခဲ့တဲ့ဒီမေလထဲမှာလေ7/8ကိုကျွန်တော်တို့နေပြီးတော့မှအယောင်ပွဲတော်ကျင်းပခဲ့တယ်ဒီငလျင်တန်ကြောက်ဒီထိခိုက်သွားတဲ့ပြည်သူတွေပေါ့เนาะဒီဟိုပါလေဝဲပစ္စည်းတွေလွယ်လွယ်ကူရအောင်ဆိုတော့ဆောက်လို့ရတဲ့ပစ္စည်းတွေကျောင်းတာဟုတ်စီစီကတွေ့ပါတယ်ဟုတ်တယ်ကျွန်တော်တို့ panel လဲလုပ်ခဲ့တယ်ရှင်အဲ့ဒီ panel မှာအခုနလိုပေါ့ဟိုပေါ့ကျွန်တော်တို့ဒီ panel မှာပြည်သူတယောက်ထဆွေးနွေးတာပါအခုဒီလိုပြောနေကိစ္စတွေကသူတို့ပြည်သူတွေနဲ့မသိတာတွေအများကြီးရှိတယ်เนาะအဲ့ဒီဟာတွေကိုပေါ့ဟိုကျွန်တော်တို့ဘယ်လို request လုပ်လဲဆိုတော့ video clip လည်းဖြစ်ပေါ့အဲ့ဒါလေးအသံသွင်းမှဖြန့်ပေးပါလားလို့မြင့်တန်ရခံခဲ့တာရှိတယ်။ဘာကြောင့်ဆိုတော့ဆရာပြောသလိုပေါ့ဒီအဆောက်အဦတွေပျက်စီးတယ်เนาะပျက်စီးတိုင်းကတော့လေဟိုလုပ်ငန်းရှင်အပြစ်တော်လည်းမဟုတ်ဘူးပေါ့သူကငလျင်ကျောမှာအထိနော်ဘလောက်ကောင်ပြတ်မှာပဲเนาะသို့တော်လေအဲ့မှာလေတချို့လုပ်ငန်းရှင်တွေကိုလေဒီ code of conduct ကိုလိုက်နာဖို့အတွက်နော်ဒီ code တွေလိုက်နာမှာဒါပေမဲ့ဒီလိုလိုက်နာတဲ့အခါမှာလေဒီလိုအဆောက်အဦရဲ့ဒီလိုပုံစံနဲ့ဒီလိုစောက်ထားရတယ်ဆိုတာဟာလေပြည်သူတွေသိဖို့လိုအပ်တာပေါ့နော်သူတို့နေတဲ့အဆောက်အဦကဘယ်လောက်ထိ secure ဖြစ်လဲသိဖို့လိုအပ်တယ်နောက်ပြီးတော့ဒီကျွန်တော်တို့ဘယ်လောက်ထိဆောင်ရွက်လဲဆိုတော့ဒီပစ္စည်းရောင်းချတဲ့လူတွေပေါ့နော်သူတို့အနေနဲ့ရောင်းချတဲ့ပစ္စည်းပေါ်မှာပေါ့ဒီ strength တွေအမှန်တိုင်းပြောဖို့အတွက်နော်ဒီ meal certificate တွေအမှန်တည်းပေးဖို့အတွက်ဒါမှပြည်သူဒီပစ္စည်းကိုဝယ်တဲ့အခါမှာသူ့ဟိုလေဒီပစ္စည်းဟာဒီလိုပေါ့နော်ဟိုအမျိုးမြည်မကောင်းလို့မသုံးရတာမဟုတ်ပါဘူးအားနေတဲ့အမျိုးမြည်ပါလေပေါ့နည်း inferior ဖြစ်တဲ့ပစ္စည်းရလည်းပဲဥမာဝင်းထံကာတာသုံးလို့ရပါတယ်နံရမှာသာသုံးလို့မရတာလေအဲ့ဒါမျိုးဒီလို awareness တွေသိဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးတွေကျွန်တော်ပြောတဲ့အခါမှာခုနပြည်သူရဲ့ဟိုဆွေးနွေးတာလေးကိုကျွန်မခေါင်းထဲရောက်လာလို့အခုဒီပွဲကကျွန်တော်တို့လုပ်ငန်းရှင်အတွက်ကြီးပဲမဟုတ်ဘူးပြည်သူတွေအတွက်ပါအများကြီးပေါ့နော်ဟိုအတွေးခေါ်တွေရောဘ ഹു တုတာပေးနိုင်မဲ့ပွဲလို့ကျွန်မထင်ပါတယ်အဲ့တော့လုပ်ငန်းရှင်တွေအနေနဲ့လည်းပို့ပြီးတော့မှပေါ့ဒီ code တွေကိုလေးစားလိုက်နာရမယ်နော်ဟိုသူတို့ဒီအယောင်းဝယ်ဖောက်ကားတဲ့အခါမှာလည်းပြည်သူတွေသိအောင်တော့သူတို့ဟိုပုံဝင်လေးလုပ်ဖို့လိုအပ်တယ်ဟုတ်တယ်နော်အဲ့လိုမျိုးတွေကိုလည်းဒီ awareness ကိုပေးနိုင်မယ်လို့ထင်တယ်ကျွန်တော်တို့ပြီးခဲ့တဲ့ပန်တော်မှာဒီလိုအတွေ့အကြုံရခဲ့တာအဲ့ဒီဆွေးနွေးပြည်သူလည်းကျွန်တော်တို့ကျေးဇူးတင်ပါတယ်လို့ကျွန်တော်တို့ရဲ့ဒီနေ့စကားဝိုင်းဆွေးနွေးဖို့ကျွန်တော်ဒီလောက်နဲ့ပဲကျွန်တော်အစိုးသက်ချင်ပါတယ်ခင်ဗျာကြည့်ရှုနေကြတဲ့မိဘပြည်သူများအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ